Hello အားလုံးပဲမင်္ဂလာပါဒါတော့ကျမချင်နေတဲ့တည့်ရည်တွေပေါ့တီးနေတာကိုဒီထားတည့်ရည်ခုတော့မှမလို့ပါငတ်တီကြိုက်ထားတာလေအော့တိုင်ညာပဲငတ်တီကဒီနှစ်မိုးရွာတာလဲစောလို့လားမသိဘူးတည့်ရည်ကခဏလေးနဲ့မှဲ့တယ်လို့ပဲဒါပေမဲ့တည့်ရည်ကမချင်ဘူးချိုးနေရပဲဒီအတီးကရင်ခွဲသီးနဲ့အတူတူပဲပေါ်တာဒါပေမဲ့တီးတော့ကတော့အတူတူပဲမှဲ့မြန်တာကြတော့ဒီအတီးကပို့ပြီးတော့မြန်တယ်အခုဆိုလို့ရှိရင်တည့်ရည်ရေးထဲမှာတစ်လုံးကို1500လောက်တော့ရှိနေပြီထင်တယ်။အုပ်ရောင်ရင်တော့မနေရမယ်ပေါ့။ဟိုးအမြင်ကြီးမှာတကြူလည်းမရှိတော့အဆင်မပြေဘူးဖြစ်။မနစ်ကတော့တကြူကပိုးတွေစားပြီးတော့မကောင်းတော့ဘူးဖြစ်သွားတယ်။တကြူကထက်လောက်ကောင်းမှာတကြူမရှိတော့မခူးပြဘူးဖြစ်နေတော့ငှက်တွေကအကြိုက်ဖြစ်နေတာပေါ့။အောက်မှာဆိုပုံတုံနေရပဲတိတ်တော့မကောင်းတော့သူတို့ကြိုက်တဲ့ဟာတွေကိုစားရတာလည်းကောင်းပါလေ။ငှက်တွေကြိုက်တဲ့ဟာစားတာဆိုတော့ကြီးတွေပဲလုံးကြီးอ่ะချောမချောဒီနေ့နေ့တိုင်းလိုထမင်းနဲ့ထည့်စားအရင်ရတာကြီးအခုချိန်ဆိုလို့ရှိရင်ထမင်းကနေ့တိုင်းထမင်းစားကောင်းဘာလို့လဲဆိုတော့တည့်ရည်ပါလို့လေတည့်ရည်မယ်လေးနဲ့ထမင်းစားရတာတော့အရသာရှိတာမရှိတော့ဟိုကြီးတွေပဲဒါကခြုံနေနဲ့ဖြစ်ဟိုအမြင်ရဟာကြတိတ်မမြင်ရအောင်